ခန္ဓာကိုယ်မတန်ဆွမ်းတဲ့လူတွေကဒီဘဝမှာတရားကျင့်ကြံအားထုတ်ရင်တရားထူတရားမြတ်ရနိုင်ပါသလားယဟန္တာဖြစ်ပါသလားခြေလက်အင်္ဂါသုံးပါတယ်မတန်တာပါပြောပြပေးပါဖရာတဲ့အင်္ဂုတ္တပါဠိတော်မှာတရားထူတရားမြတ်မရနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်၅မျိုးကဘယ်သူတွေလဲဆိုရင်၁ပင်စာနန္တရိယကံ၅ပါးကိုကျူးလွန်ထားသူကမ္မပုဂ္ဂိုလ်၂မိစ္ဆာဒိဋ္ဌိအယူရှိသူကိလေသာပုဂ္ဂိုလ်၃အမိဝမ်းအတွင်ဆွမ်းအားနာမကြားသူဝိပါကပုဂ္ဂိုလ်၄ဖျားရှင်ဤဝိနည်းဒေသနာတော်အားကျူးလွန်ထားသူအာနာဝိတိကမပုဂ္ဂိုလ်၅ခင်ပွန်းကြီး၁၀ပါးတို့အားစော်ကားပြမထားသူအရိယူပဝါဒပုဂ္ဂိုလ်တို့ပဲဖြစ်ပါတယ်ဒါဟာတရားထူတရားမြတ်မရနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးပဲဖြစ်ပါတယ်အဆိုပါပုဂ္ဂိုလ်၅မျိုးထဲမှာအမိဝမ်းအတွင်ဆွမ်းအားနာမကြားသူဝိပါကပုဂ္ဂိုလ်ဆိုတာပါပါတယ်အဲ့ဒီဆွမ်းအားနာမကြားတဲ့ပုဂ္ဂိုလ်တွေဟာတရားကိုသိနိုင်တဲ့စွမ်းရည်မရှိတာကြောင့်တရားထူတရားမြတ်မရနိုင်ပါဘူးเนาะကြံတဲ့မတန်ဆွမ်းတဲ့ပုဂ္ဂိုလ်တွေဟာတရားကိုနှလုံးသွင်းဆင်ခြင်နိုင်တဲ့ဉာဏ်ရှိမယ်ဆိုရင်တရားထူတရားမြတ်ရနိုင်ပါတယ်